အစားတော့တွေရောဆင်ချင်းနေရပဲဒါပေမဲ့ဝိတ်ကကြမသွားရဲ့အပြင်ပို့ပြီးတော့တက်နေတယ်ဒီဝိတ်ချဖို့ဆိုပြီးရောကျဲဦးပြုတ်တွေပဲစားနေရကြာတော့ညင်းငွေလာပြီးဆိုတဲ့သူတွေရှိရင်ဒီနေ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ကျွန်တော်စီမှာလည်းဒီတာစီပတ်တိုက်တွေစီမာဂလူတိုက်တွေထိုးနေတဲ့ client တွေကိုကျွန်တော်အမြဲတမ်းမာနေရတဲ့အကြောင်းရင်းလည်းဒီအကြောင်းတွေပဲတချို့ကြော်လည်းဒီ calorie ကိုမတွက်တက်ဖန်နဲ့ရှောက်ပြီးမှစားတော့ဝိတ်ကကြမသွားရဲ့အပြင်ပို့ပြီးတော့တက်တာတွေလည်းတွေ့ရတယ်အဓိကcalorie ပမာဏဆိုတာကလုံးဝအာဟာရအထူးကိုလိုမျိုးကြီးအကုန်သိเสียရမလို့ဘူးခုပြောမဲ့အချက်လေးနည်းနည်းပါးလေးသိရင်လုံလောက်ပြီကျွန်တော်ကအစားတောက်တွေစားတယ်ဝိတ်ချခြင်းလို့ဆိုပြီးအစားစားရဲ့နေရာမှာအရွက်နဲ့အသားကအဓိကထောက်တိုင်ပဲဆိုတာသိစေချင်တယ်အရွက်ရယ်အသားရယ်အသားစားဆိုတာလေအသားတွေကိုကြော်ပြီးမှစားတယ်အစီအခောက်တွေအသားတွေစားမိရင်လည်းဝိတ်ကမကြပြန်ဘူးဒါကြောင့်ကျွန်တော်ကဖြူရဲ့အသားကိုရွေးပြီးမှစားဖြူရဲ့သားဆိုတာကြက်သားတို့ငါးတို့ကြက်ဥတို့ဘဲဥဆိုတာဖြူတယ်တခြားတို့စိတ်သားတို့အမဲသားတို့ဝက်သားဆိုတာနည်းနည်းလေးနီးရဲ့ဘက်ကိုရောက်တယ်နီးလေး unhealthy ဖြစ်တယ်လေလို့သာမှန်ပြီးတော့အထဲမှာပါဝင်တဲ့အစီ content ရတယ်ပို့ပြီးတော့များတယ်ကျွန်တော်ဝိတ်ကြချင်ကြက်သားငါးကြက်ဥဘဲဥများများတိုးပြီးမှစားပြီကြက်သားဆိုလဲကြက်သားကြော်တွေစားတယ်ကြက်သားအရေးကုန်ကြော်တွေစားရင်လည်းမရပြန်ဘူးကျွန်တော်က client နေဆိုအမြဲတမ်းမှာဘာလဲဆိုရင်ကြက်သားကိုပြုတ်တာกินတာပေါင်းတာတုတ်တာပဲအဓိကစားမကြော်နဲ့ကြော်ရလို့ရှိရင်ကယ်လီကနှစ်ဆနီးပါးကိုတက်သွားနိုင်တယ်ဥပမာကြက်ဥဆိုရင်လည်းကြက်ဥကိုပြုတ်လိုက်ရင်အလုံးလိုက်စားရဲဆိုရင်ကယ်လီက60 65လောက်ပဲရှိတာအဲ့ဟိုမှာစီနဲ့ကြော်ပြီးစားလိုက်ရင်ကယ်လီက120နီးပါးဖြစ်သွားတာနှစ်ဆဖြစ်သွားတာနှစ်ဆရမ်းမို့အသားငါးကြီးစားမယ်ဆိုရင်ပြုတ်တာกินတာပေါင်းတာတုတ်တာပဲအဓိကလုပ်ပြီးမှစားပါမကြော်နဲ့ကြော်ရင်ကယ်လီပိုရှန်မှုတွေဖြစ်လာတယ်ကိုသုံးတဲ့စီရလဲနေကြစီတို့တန်လွင်စီတို့ပဲစီတို့ဆိုရင်တိတ်ပြီးမှမဆိုးဘူးစောင်းစီနဲ့ကြော်ရင်ပို့ပြီးမှဆိုးတယ်ပြီးတော့ဒီထက်ခါလုပ်ပြီးကြော်ထားတဲ့ဟာကြီးအစီရသုံးရင်ပို့ပြီးမှဆိုးတတ်တယ်အဲ့လိုလေးလုပ်ပြီးမှစားနောက်တစ်ခုကအရွက်ထဲမှာဆိုလဲစိမ့်နေအကောင်စားလို့ရတယ်ပန်ကော်ဘီဆက်လက်ရွက်တွေမုံကြီးရွက်တွေမုံလာဥနီးစိမ့်နေတယ်ဆိုရင်များစားလို့ရတဲ့အထဲမှာပါဝင်တယ်နောက်တစ်ခုကထမင်းစားမယ်ဆိုရင်လည်းထမင်းကိုရှော့ပြီးမှစားထမင်းတွေဂျုံနေဆိုတာလည်းအစားများလို့ရှိရင်ဒီကောင်တွေကဂစီတက်တယ်ဂစီတက်ဆိုတာကအစားများရင်ဝစေတတ်တယ်ဘိုက်ခောက်ထွက်တတ်တယ်ဒါမှမဟုတ်ထမင်းစားရင်လည်းထမင်းပကံရ၄ပုံတစ်ပုံပဲစားတခြားအရွက်တွေအသားတွေကိုများတိုးပြီးမှစားပါဆိုပြီးတော့မှားနေရတာတချို့ကြော်လည်းအဲ့အကိုမသိဘူးအားရပါရနင်းကန်စားနေရစားလို့ကောင်းတယ်ဆိုပြီးစားနေရင်ကယ်လီပိုရှန်မှုတွေဖြစ်လာရင်လည်းဝိတ်ကမကျတဲ့အပြင်ပို့ပြီးမှတက်နိုင်တယ်နောက်တစ်ခုကဒင်းကြားလေးရှိတယ်ဒင်းကြားဆိုတာကအချိုရည်တို့အချိုမုံတို့စီကြော်သားထဲမှာဆိုလဲဗျာကြောတို့စမူစာကြောတို့ထက်တရာတို့ဤကြကွေးတို့စီယိုများဆွဲစေနိုင်တဲ့စီကြော်သားတွေဆိုရင်ဒင်းကြားတွေပါဒင်းကြားဆိုတာဝိတ်ချခြင်းတဲ့သူတွေအတွက်လုံးဝရှောင်တဲ့ထဲမှာပါဝင်တယ်နောက်တစ်ခုညနေစာဆိုရင်လည်းဒီထမင်းတို့ပါလို့စားမဲ့အစားဒီဒိန်ကျင်တဲ့ကိုအသီးနှံလေးထည့်ပြီးမှစားလို့ရှိရင်လေဒါလမ်းကြောင်းအတွက်လည်းကောင်းတယ်ခန္ဓာကိုယ်အတွက်လည်းအာဟာရလည်းရတယ်ဒီလိုမျိုးလေးရွေးချယ်စားလို့ရှိရင်ဝိတ်ကြဖို့နေရာမှာအထောက်အကူဖြစ်မယ်ဆိုတာလေးသိစေချင်တာပါ